မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစေရောကိုပါကျမကြကန်ဖို့အတွက်ကျွန်တော်နေထိုက်ကကြိုဆိုပါတယ်ဒီနေ့ကိုမောင်ဝီရဲ့ day 80မှာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ဟန်ချက်နဲ့တစ်ခေါက်ကျော် hamstring တွေကိုအဓိကအလုပ်ပေးမဲ့စက္ကန့်လက်တစ်လက်ကိုစားပါမယ်အရှင်ဆုံးတစ်ဘက်ကိုလက်တစ်ဖက်ကကင်ထားပါလက်ခြေထောက်ကိုထောက်ထားရင်ညာလက်ကကင်ပေးရပါမယ်ခါကိုမကုန်းစေပဲတက်တက်မမထားပါအောက်ကိုဖြည်းဖြည်းချင်းနှိမ့်ချတဲ့အခါနောက်ခြေထောက်ကိုအနောက်ကိုဆက်ထုတ်ပြီးပါခန္ဓာကိုယ်ကဒီပုံစံဖြစ်နေရပါမယ်ဒီနေရာမှာသတိပြုရမှာကအလေးမတာထက်ဟန်ချက်ထိန်းတာပါတင်းရတစ်ခေါက်ကြောကဆွဲဆန့်သွားတာကိုစိတ်နဲ့ခံစားကြည့်ပါခြေဘွားကမြေပြင်ကိုခံမြဲနေထားတာကိုသတိကပ်တာပါဒီနေရာမှာသတိရဲ့အရေးပါပုံကိုပြပါတယ်ဟန်ချက်ပြတ်သွားတာနဲ့လက်ကျသွားနိုင်တယ်လို့ပြစ္ဆုတ်ပမာသတိမကပ်ရင်အမားတွေဖြစ်တတ်ပါတယ်အခုလုပ်နေတဲ့ကံလောက်ရကအခုချက်ချင်းခန္ဓာကိုယ်တည်ငြိမ်မှုဆိုတဲ့အကျိုးကိုပြီးတာပါလှုပ်ရှားမှုတိုင်းမှာသတိရှိနေပါစေချိန်မှာကျွန်တော်နဲ့အခမဲ့လာရောက်ဆွေးနွေးနိုင်တယ်လို့ထရိနာနဲ့စနစ်တကျကစားလို့သူတွေကိုလည်းကြိုးဆိုပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်စိတ်ရောကိုယ်ပါကျမပျော်ရွှင်ကြပါစေ